တစ်တော်တစ်ခုအတွင်းမှာရွှေရောင်လေးနဲ့သမီးကာကွယ်ထားတဲ့ရေကန်တစ်ခုရှိပြီးခန္ဓာကိုယ်တွင်လက်ဝတ်ရတနာများဖုံးအုပ်ထားကချိုသာလှပတဲ့အော်တန်ကိုပိုင်ဆိုင်ထားတယ်။တမိုင်းတစ်လျှောက်မှာအမျိုးသားစစ်တီများစွာကရေနဲ့သမီးရဲ့ခန္ဓာကိုယ်မှာကတ်တွယ်နေတဲ့အဖိုးတန်လက်ဝတ်ရတနာများစွာနဲ့နောက်ထပ်ပစ္စည်းတွေကိုရှာဖွေခဲ့ကြတယ်။ရွှေရောင်နဲ့သမီးကသူမ၏အော်တန်တွေကိုအသုံးပြုပြီးစစ်တီယောက်ျားတွေတို့ကိုရေရဲရက်တွေအောင်ဆွဲဆောင်ခဲ့တယ်။ရေကန်သားကိုမကြသေးမီကဖျက်ကျော်လာခဲ့တဲ့တိမ့်ပိုက်သူစစ်တီတို့နဲ့ဖုံးတော်ကြီးအုပ်စုရလာကြတယ်။အဲ့ဒီထဲမှာစစ်တီတဦးဖြစ်တဲ့ဂျီပါရိုကသူမရဲ့ရွှေကြေးခွန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးရွှေပြားကိုတင်စီထားလိုက်တယ်။ရွှေရောင်နဲ့သမီးရေကန်ထဲကထွက်လာကကျဲလောင်စွာအော်ဟစ်ပြီးနောက်ကခုန်လိုက်တယ်။စစ်တီတွေကမျက်စိကန်းနဲ့လူကြွလိုဖြစ်သွားပြီးယူသွတ်သွားကအတန်လာရရေကန်ထဲကိုလှည့်ပတ်ဝင်ရောက်သွားပြီးရွှေရောင်နဲ့သမီးရှိရာကိုတွားရင်အချင်းချင်းတက်ခိုက်ကြပါတယ်။စစ်တီအားလုံးတန်ချက်ကအလေးချိန်ကြောင့်ရေကန်အောက်ခြေကိုနစ်မြုပ်ကရေနစ်တွေဆုံးသွားခဲ့ကြတယ်။ရွှေရောင်နဲ့သမီးရဲ့အော်တန်ကလူတွေပေါ်မှာသာထိရောက်မှုရှိပြီးတိရစ္ဆာန်တွေပါမှာမတက်ရောက်နိုင်ပါဘူး။ဂျီပါရိုတဦးတည်းသာနားမကျတဲ့အတွက်သူမ၏အော်တန်ကိုမကြားနိုင်တာကြောင့်လွတ်မြောက်သွားပြီးမြင်းတွေနဲ့အတူထွက်ပြေးခဲ့ရင်တစ်တုံးနဲ့တိုက်မိကပြုတ်ကျကျန်ခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ဂျီပါရိုကခြေလင်ခီးဆက်ရင်ညနေလာချိန်မြေကမ်းပေးတနေရာမှာအိတ်ဆက်အနားယူလိုက်ပါတယ်။ရွှေရောင်နဲ့သမီးကဂျီပါရိုတယောက်သာသူမ၏အော်တန်ကိုခံနိုင်ရရှိတဲ့တဦးလေးသောစစ်တီဖြစ်တာကြောင့်စိတ်ဝင်စားသွားပြီးဂျီပါရိုကိုချောင်းမြောင်းကဂျီပါရိုအိပ်ပျော်သွားတာနဲ့သူ့ဘေးမှာကခုန်သွားပြီးနောက်ဖက်လျက်အိပ်ပျော်သွားပါတယ်။မနက်ခင်းမှာဂျီပါရိုကအရင်နိုးလာခဲ့ပြီးနောက်ရွှေရောင်နဲ့သမီးကလည်းနိုးလာကနှစ်ယောက်သားအကြည့်ချင်းဆုံသွားပြီးရွှေရောင်နဲ့သမီးကရေထဲကိုအမြန်ပြန်ပြေးဆင်းသွားပါတယ်။ဂျီပါရိုကသူမနောက်ကိုလိုက်ခဲ့ရင်ရေတကုံတစ်ခုစီအရောက်မှာလိုက်လံဖမ်းဆီးခဲ့ပြီးရွှေရောင်နဲ့သမီးကဂျီပါရိုရဲ့ပတ်လည်မှာဆွဲဆောင်မှုရှိကခုန်နေပါတယ်။ရွှေရောင်နဲ့သမီးရဲ့ရင်ဘတ်ထဲကကြောက်မြက်ရတနာတစ်ခုဆွဲထုတ်လိုက်တာကိုသတိမထားမိပါဘူး။ရွှေရောင်နဲ့သမီးကဂျီပါရိုနဲ့အနမ်းပေးနေရင်သူမရဲ့ထက်မြက်တဲ့သွားတွေနဲ့သူ့ရဲ့ရှာကိုကိုက်လိုက်ပါတယ်။ဂျီပါရိုကသူ့ခေါင်းနဲ့သူမရဲ့ခေါင်းကိုရိုက်လိုက်တဲ့အချိန်ရွှေရောင်နဲ့သမီးကလဲကျသွားခဲ့ပါတယ်။ရွှေရောင်နဲ့သမီးမေ့မျောနေချိန်မှာဂျီပါရိုကသူမရဲ့တကိုယ်လုံးကလက်ဝတ်ရတနာတွေကိုချွတ်ယူပြီးရေတကွန်နဲ့ပစ်ချလိုက်ပါတယ်။ရွှေရောင်နဲ့သမီးရဲ့သွေးတွေကရေကန်တစ်ခုလုံးကိုပြန့်နှံ့သွားစေခဲ့ပါတယ်။ဂျီပါရိုကကြောက်မြက်ရတနာတွေကိုထုတ်ယူပြီးပြေးလွှားပြီးမောပန်းလာတာကြောင့်ကန်းဆက်မှာရေတောက်နာလိုက်ပါတယ်။ဂျီပါရိုကရေကန်ထဲကရွှေရောင်နဲ့သမီးရဲ့သွေးနဲ့ရောနားရရကိုတောက်လိုက်တာကြောင့်သူ့ရဲ့အကြားအာရုံပြန်ကောင်းလာပါတယ်။တစ်ချိန်တည်းမှာပဲရွှေရောင်နဲ့သမီးကပြန်နိုးလာပြီးသူမရဲ့ခန္ဓာကိုယ်မှာလက်ဝတ်ရတနာတွေလုံးဝမရှိတော့ဘဲအယောင်ဆင်းမိန်ကျနေတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်ရွှေရောင်နဲ့သမီးကစိတ်ပြက်လက်ပြက်မှုကြွေးကအော်ဟစ်တန်တစ်ခုထွက်ပေါ်လာပါတယ်။ဂျီပါရိုရဲ့အကြားအာရုံပြန်ကောင်းလာတာကြောင့်ရေကန်ထဲကိုဆွဲဆောင်ခံလိုက်ရပြီးရေနစ်တွေဆုံးသွားခဲ့ပါတယ်။ဂျီပါရိုရေနစ်တွေဆုံးသွားတာနဲ့ရွှေရောင်နဲ့သမီးကသူမချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရတာကြောင့်စိတ်ပြက်အားငယ်ကရေပေါ်မှာထိုင်နေခဲ့ပါတယ်။ရွှေရောင်ရည်နဲ့သမီးကကြောက်မြက်ရတနာတွေနဲ့လှပတဲ့အသွင်ရှိပြီးလောဘကြီးတဲ့စစ်တီအားလုံးကိုအနိုင်ယူနိုင်ခဲ့ပေမဲ့သူမချစ်ရတဲ့ဂျီပါရိုရဲ့အချစ်ကိုတော့ရအောင်မယူနိုင်ခဲ့ပါဘူး